အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကြော်ကြီးထက်ကျန်းတယ်ပေါ့နော်ကြော်ကြီးရဲ့ညီဇော်ကြီးလားပစိုးပါချုပ်ပြလိုက်တယ်ဟလားအဲ့တော့အဲ့ဒါလေးကို real လို့တော့ဖြစ်ပါတယ်အဲ့တော့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေရဲ့မြန်မာပြည်ရဲ့တန်ဖိုးကြီးမားလာတဲ့အကြောင်းပြရနာတွေကိုလည်းကြည်ရင်ဟာတာလေးရောဘူဒုတာရောရတပြည့်စုံစွာကြည်ရမယ်ဗီဒီယိုလေးကိုကျွန်တော် real လို့တော့ဖြစ်ပါတယ်အဲ့တော့ကျတော့အတူတူပဲကဲဗီဒီယိုအရင်ကြည့်ပါမယ် real လုပ်တော့ပါမယ်ပြီးမှပဲကျွန်တော် real လုပ်ပါမယ်အဲ့တော့ကြည့်ရှုတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်လေးစားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်เนาะအဲ့တော့ဗီဒီယိုလေးလည်းပြီးဆုံးတဲ့ကြည့်ပြီးတော့လူချင်းမျိုးရဲ့ကြံဉာဏ်တွေထင်မြင်ယူဆချက်တွေကိုလည်း comment မှာချပြီးတော့လေးရပါတယ်ကျွန်တော်တို့လည်းအကြံဉာဏ်တွေလိုအပ်ချက်တွေကိုပြောကြားပြီးလို့ရပါတယ်လို့အားလုံးကျေးဇူးများတင်ပါတယ်ကဲအတူတူပဲ let's go ဗျာ全跑那边去了，不行不行，这个躲着我，我要去找他们走。我闪现，闪现成功，就要了就要了。ဒီကောင်လေးကသူကချစ်မွေးပါတယ်နော်တကယ်ချစ်မွေးပါ山路了喏，လူကိုလည်းပေါင်းတတ်တင်တတ်တယ်下去。我希望老。တကယ်ပညာစုံတယ်နော်တကယ်လေးစားစရာကောင်းတယ်ဒီမှာ这个人好屌，妈呀，姐姐呢？来这里摇来了。已经差不多了，他用水冲过了。你看，如果说他全身辣疼那种倒是爱啊，这个他用水冲过，包起来的，从家里打过来的不爱。啊，那边你看穿的那些，绿色那些衣服那些都是光之家的人，他们在那边找，那边是光之家专门倒料的。啊，就必须得就要了。哎，哪里？我自己捞。作业你。哎，买了一个洗过来看一看。没洗过的是不敢冲啊，不敢冲啊。跟地默默的哎，要表现好的话还可以。没洗过的就是干不起了，我干不起了。哎，一八的，他说有色。对没？哎，这个重量好，这个实心可以。他妈的，咦，多么没迷过？对，多么嘞？王妈屁股啊！他拖到楼梯给我盖起来看。哎呦我的妈！猛那么近！爬到那边去看了。其实在这里收野木须都。ဟုတ်ညီမကိုတတိပေးမယ်နော်အဲ့ဒီညီလေးညတော့ညနေတော့ညတော့ပေါ့သူထမင်းချက်တော့ဟင်းချက်တော့သူမျိုးသီးနည်းနည်းထောင်းထားတာဆိုနည်းနည်းတော့မှောင်မယ်နဲ့တွေ့တယ်တတိလေးထားပါလို့都得拿个篓箕盖起来啊！那好啊，那全部看着我太久了。穷进来不到。收呀你们不要看我，你们不要看我，我自己先看看戏，我再跟你们说。有点底色，轻底，这个倒不错啊。叫他们输呗，这样子可以，还得是要。မစိုးပြန်တော့ဒီကလေးမလေးကပေါင်းလဲတင်တတ်တယ်ထက်လဲထက်မြက်တယ်ရေချမ်းတယ်တော်တော်လေးပြည့်စုံတယ်အခုလူလဲကြည့်တကယ်ကြီးကြက်မနေဘူးပစိုးသူများဝတ်ပြီးသားဝတ်ထားတဲ့ပစိုးကိုပဲသူဘာမှမျိုးကြီးကျက်တဲ့စိတ်မရှိဘူးဗျယူပြီးတော့ဘာလို့လဲနော်တကယ်မစိုးပါဘူးဒီမှာလေးချစ်စရာကောင်းပါတယ်ကဲဆက်ကြည့်အောင်这样子我要整个篓箕，这个会不会阴气没啊？不错啊，得回看一下，咱们整一下，给按你地方给你们看看啊。好嘞。好这种。我人表呢，俺别人们这谁路来了？我说到穷民兵，我都不会。我说到穷民兵，啊，得谁呗？我到了，要么没有什么多了呗？有。一口气，哎呀。你要盖我当篓箕，不知道这个运气会不会好啊？那给你们媳妇没有小费，100万轻松拿下。我来了。放在这里没黑的地方，看好背的。记一下。送给我。我们盖起来篓箕看吧，下次我来收也不行，我找个篓箕来盖起来看啊。来，我们来看一下。对了，我机剪不弄。这个料子可以，你看它是一个黑沙土的黑乌沙土的一个料子，墨西沙糖土的。目前没看到什么裂，要等一会儿啊，你看，一个自然光芒了，它水头可以，它总可以不错。
就带点情侣色，全身都有标签的，那这里也是漂亮，标签很多个地方。对吧？拿一个内化了啊，化开的话牌子挂件一大堆。今天还接了个漏，还接了条龙脊啊！我给你们展示一下我们缅甸龙脊怎么穿的啊。它是一个男人的龙脊啊，不是女人的。女人的话就弄个扣子啊，给你们展示一下。这种我还是会一点点啊。哎，虽然有点破烂啊，但还是挺耐用的啊。看荧幕系的工具啊。好了，今天就分享到这里了，我要穿着龙脊回家了啊，拜拜。ကဲဘိုင်ဘိုင်ပါဗျာဘိုင်ဘိုင်ပါဆိုကြီးကျယ်မှုတော့မရှိဘူးနော်ကြီးကျယ်မှုဒီလေးဒီပစိုးကတော့မင်းသူ့လာအပိုင်ပေးလိုက်တော့ကြောခွပြီးတော့ဝစ်ပြီးသွားပြီဆိုတော့တကယ်တချို့ဆိုရင်နော်တချို့မျိုးမိန်းကလေးမျိုးတွေဆိုရင်ကြီးကြီးကျယ်ကျယ်ရှိရကြီးကျယ်မှုပေါ့နော်သူအဲ့လိုမျိုးတွေမလောက်ကြဘူးလေတကယ်မရတယ်တကယ်ကိုဟိုမောင်နှမတို့ဒီလိုမျိုးချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးသူနေတာဒါလေးကိုချစ်ခင်စရာအမှုရာလေးလူကလည်းထက်မြက်တယ်တကယ်ကိုအည်သွေးရှိတဲ့ဒီတမိုးရှိရဲ့အကြောင်းမြန်နာလုပ်ငန်းလုပ်နေတယ်တကယ်ကိုမှအကြောင်းမြန်နာလို့ပဲအည်သွေးရှိတဲ့သူတယောက်ပဲဗျာတကယ်တော်ပါတယ်လို့စီဝါရေးပိုင်းမှာလည်းတကယ်ကိုထက်ထက်မြက်မြက်နဲ့ဒါသူစီဝါရေးလုပ်တတ်တယ်ပေါ့နော်တကယ်တော်ပါတယ်ဒီဥစ္စာလေးကိုတော့ချီးကျူးပါတယ်လို့နော်အဲ့တော့ကျော်ကြီးရဲ့ညီဇော်ကြီးရဲ့အဲ့တော့ဇော်ကြီးကပုံကျန်းတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေအခုလိုမြင်ရတာကဟိုပျော်ရွှင်လို့တော့မဟုတ်ပါဘူးလို့เนาะတမျိုးတော့မထင်ပါနဲ့ဒီလိုမျိုးတွေမြင်ရတယ်ကျွန်တော်တို့ရဲ့ရင်ဘတ်ထဲမှာတော်တော်လေးတော့ကပြင်းပြင်းလေးအောင်တက်နိုင်ပါတယ်လို့ဒါမှမဟုတ်ဒီကလေးမလေးကတော့မြန်မာပြည်သားလို့တော့ပြောတယ်မြန်မာပြည်သားလို့တော့ပြောတာပဲဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့မြန်မာပြည်သားဖြစ်ရင်တော့ကျွန်တော်တို့ဝမ်းသာပါတယ်လို့အခုလိုထက်မြက်တဲ့မိန်းကလေးတယောက်ပေါ့เนาะကျွန်တော်တို့မြန်မာပြည်သားဆိုရင်လည်းကိုထက်မြက်တဲ့သူဖြစ်နေတဲ့အတွက်အရှိသေးရှိတဲ့လူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဝမ်းသာဂုဏ်ယူပါတယ်လို့เนาะဒါမှမဟုတ်တရုတ်ပြည်ရဆိုရင်တော့ကျွန်တော်တို့တွေနည်းနည်းလေးပေါ့เนาะအောင်တက်တော့နိုင်ပါတယ်လို့เนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီနေရာမှာသူ့ဒေသရဲ့လူမျိုးတွေပေါ့เนาะဒီကြောက်ထတာမိုးကုတ်တို့ကျွန်တော်ဖတ်ကန်မိုးကုတ်တို့ဖတ်ကန်တို့ကသူ့ဒေသကလူမျိုးတွေဒါမှမဟုတ်တခြားတိုင်းရင်းသားကျွန်တော်တို့ပြည်တွင်းရပဲတခြားတိုင်းရင်းသားတွေကနေမှလှုပ်ရှားကင်စားနေကြတာတွေကိုမြင်တွေ့ရရင်ကျွန်တော်တို့တွေဂုဏ်ဝမ်းသာဂုဏ်ယူပီတိဖြစ်စရာပါပဲလို့အဲ့ဒါမှမဟုတ်ပဲမတိတူကြော်သွားပြီးတိတူပေါ်စားတဲ့တခြားနိုင်ငံကနေပြီးတော့လာပြီးတော့ပေါ်စားနေတာတွေဆိုရင်တော့ကျွန်တော်တို့တွေတော်တော်လေးကပြင်းပြင်းလေးပေါ့နော်အောက်တက်နိုင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေတချို့တွေသူတို့ဒေတာတွေမိုးကုတ်တို့ဖာကန်တို့ကသူတွေတချို့ရောသူတွေဒီပြပမှာထွက်ပြီးတော့သူများအိမ်ပေါ်သူများလုံးကိုင်နေကြတယ်သူရှိကြတယ်ကျွန်တော်တွေ့တယ်အဲ့တော့တကယ်တမ်းကဒါတွေကကျွန်တော်တို့ဘယ်ဟိုထွက်လို့မှချမ်းသာမှာတော့ဘယ်မှာလုံးမှချမ်းသာမှာအဲ့လိုမျိုးမဟုတ်ပြကိုယ်နိုင်ငံကိုယ်နေရာဒေသနဲ့ကိုက်ညီတဲ့အသက်မွေးမှုပညာလေးတွေကျွန်တော်တို့တက်ကျွမ်းနေလို့ရှိရင်ကိုယ်နေရာဒေသဘယ်နေရာမှာဆိုကျွန်တော်တို့တွေစီးပွားရေးရှာလို့ရပါတယ်ချမ်းသာအောင်လို့အခုပဲကြည့်ဒီဒေသကလူတွေကပြည်ပမှာထွက်လို့ပဲဒီဒေသကိုတခြားသူတွေကလာပြီးတော့စီးပွားရှာကြတယ်ချမ်းသာသွားကြတယ်ဟုတ်လားမလားဒီတေယုံမလေးဆိုဒီကလေးမလေးဆိုလေဒီမှာမြန်မာပြည်ထဲမှာလာပြီးတော့ဒီစီးပွားရေးတော့ဒါပါလေသူတို့ဒီနေရာဒီဒေသနဲ့ကိုက်ညီတဲ့သူတို့အသက်မွေးမှုပညာကိုကျွမ်းကျင်စွာတက်ကြွတဲ့အတွက်သူတို့လှုပ်ရှားတတ်တဲ့အတွက်လှုပ်ရှားလို့ရတယ်တမုံမှုပညာမကျွမ်းကျင်တဲ့သူတွေကလှုပ်ရှားမရတော့တခြားတွေကိုထွက်ပြီးတော့လှုပ်ကြရတယ်ဒါတွေကကျွန်တော်တို့ရတဲ့တကယ်ကို message user တွေပါလို့အဲ့တော့ကျွန်တော်တို့တွေဘာပဲဖြစ်ဖြစ်မြန်မာပြည်ဆိုတာကတိုင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့အတွက်ကချင်ဆိုတာလည်းမြန်မာပြည်တွင်းမှာပဲကြားဆိုတာလည်းမြန်မာပြည်တွင်းမှာပဲဘယ်သူတွေရှမ်းဖြစ်ဖြစ်ဘာဖြစ်ဖြစ်တိုင်းသားပေါင်းစုံကကျွန်တော်တို့တွေစီစီလုံးလုံးနဲ့တကယ်ကနေပြီးတော့တိုင်းသားပေါင်းစုံစီစီလုံးလုံးနဲ့ချစ်ခင်စွာနဲ့နေထိုင်ပြီးကျွန်တော်တို့တွေနေထိုင်သွားလို့ရှိရင်ကျွန်တော်တို့နိုင်ငံကတကယ်ကိုမှပေါ့နော်တိုးတက်ဖွံ့ဖြိုးမှုအများများပါတယ်လို့ဒါလေးပြောချင်ပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာလူချင်းမင်းတို့ထင်မြင်စားချက်ကလေးလည်းကိုမမရေးချပြီးတော့ပါအောင်เนาะကျွန်တော်ပြောရမှာချင်းလည်းတောင်းပန်ပါတယ်လို့ကျွန်တော်ကိုလည်းကြံကြံလေးထင်မြင်စားချက်တွေပြောပြလို့ရပါတယ်လို့เนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာစိတ်ချမ်းသာကြကိုကြီးကျမ်းမာနေတာအားလုံးပြည့်စုံကြပါစေ